အခုကျွန်တော်ရောက်ရှိနေတာကတော့ဒီပေးရတဲ့ဒီမက်လာရှေ့နေ့ဒီ7နာရီလောက်မှာပေါ့လေဒီအမ်မြို့နယ်ဒလက်ရှောင်းတွေကဒီအာရခတက်တော် A ကနေပြီးတော့မှဒီစစ်သုံးပန်းတွေကိုထားတဲ့အချင်းစခန်းတစ်ခုကိုပေါ့လေဒီစစ်ကောင်စီတပ်ကဒီဘုံကျဲခဲ့တဲ့နေရာကိုရောက်ရှိနေတာဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်နောက်မှာမြင်နေရတာကတော့ဒီဘုံကျဲပြီးတော့မှဒီပစ္စည်းတော်တဲ့ကျင်းထောင်ပေါ့လေစုစုပေါင်းကိုသိရတယ်လို့ဒီအချင်းထောင်နှစ်ခုကတော့လုံးဝဒီရကြမရှိအောင်ဒီပစ္စည်းတော်တွေလို့သိရပါတယ်ဆိုတော့ဒီကျွန်တော်နောက်မှာမြင်ရတဲ့ဒီအချင်းထောင်ကတော့ထောင်လေးပေါ့လေဒါကကြတော့ထောင်6ဟိုမှာဒီတန်နဲ့မြင်တဲ့ဟာဟိုထောင်5ဖြစ်ပါတယ်ဆိုတော့အဓိကဒီအချင်းသားဒီ100ကျော်ပေါ့လေဒီတေဆုံးသွားတာကတော့ဒီထောင်4နဲ့ထောင်6ကအချင်းသားတွေတေဆုံးတာပေါ့လေဒီမှာဆိုရင်အရင်ကတော့ဒီနောက်မှာဆိုရင်ဒီအချင်းတော်အချင်းစခန်းဒီအချင်းသားတွေကိုထားတဲ့ဟိုနေရာပေါ့လေအခုတော့ဒီဘုံကြီးခံလဲတဲ့အချိန်မှာတော့လုံးဝဒီအဆောင်ရှိခဲ့တယ်ဆိုတော့လောက်ပဲဟိုချိတယ်ပေါ့ဒီတခြားဟိုဘာမှဟိုမရှိတော့ဘူးပေါ့လေဆိုတော့ဟိုမှာဒီတန်ထောင်ပေါ့လေဟိုအဲ့တန်ထောင်မှာကတော့ဒီတေဆုံးသူကတော့တယောက်ရှိခဲ့တယ်အဲ့ဘက်မှာကြာဘုံကတဲ့ကြခဲ့တာမဟုတ်တော့တေဆုံးသူတူပဲရှိတယ်ကျန်တဲ့သူတွေကတော့ဒီကေထုတ်နိုင်လိုက်တယ်လို့သိရပါတယ်ဒီနေရာကတော့ဒီထောင်လေးနေရာဖြစ်ပါတယ်ဒီစစ်ကောင်စီတက်ကဒီဂျက်တိုက်လုံးနဲ့ဘုံချတဲ့အခါမှာဒီပြေတွေကြခဲ့တဲ့နေရာပေါ့လေဒီမှာဆိုဟိုကြခဲ့တဲ့ဘုံကထိမှန်ခဲ့တဲ့နေရာတွေလည်းအများကြီးတွေ့ရပါတယ်ဆိုတော့တေဆုံးမှုအများဆုံးကတော့ဒီထောင်ဖြစ်ပါတယ်ဒီထောင်မှာတော့လူချစ်စီလောက်တေဆုံးသွားတယ်လို့ပြောပါတယ်ဆိုတော့ဒီမှာပေါ့လေဟိုအရင်ကဆိုတော့ဒီနားမှာအဆောက်အဦရှိတာပေါ့ဒါဒီတိုင်းကြီးရှိတယ်ဒီဟိုဝါရီတစ်တင်နဲ့ဟိုဆောက်ကြတာပေါ့လေဒါပေမဲ့ဒီစစ်ကောင်စီတက်ကဘုံကျဲလိုက်တဲ့အချိန်အကုန်လုံးဒီရကြမရှိအောင်ပျက်စီးသွားတဲ့နေရာလေးဖြစ်ပါတယ်ဆိုတော့ဒီ online ပေါ်မှာအခုပြန့်နှံ့နေတာပေါ့လေဒီအာရခတက်တော် A ကနေပြီးတော့မှဒီစစ်သုံးပန်းတွေကိုဒီအချင်းတော်ထဲမှာမီးရှို့ပြီးတော့ဒီတက်ပစ်လိုက်တယ်ဆိုပြီးတော့မှဒီစစ်ကောင်စီကနေပြီးတော့ဒီဝါဒဖြစ်နေတဲ့နေရာကတော့ဒီအချင်းထောင်9ဖြစ်ပါတယ်ဆိုတော့အဲ့မှာလဲအဲ့ဆောင်ကတော့မီးလောင်သွားတယ်ဗောလေဒါပေမဲ့ဒီတဲ့မကြခဲ့တဲ့အခါမှာဒီဟိုဒီသေဆုံးမှုကတော့တယောက်ပဲရှိတယ်ဆိုတော့အဲ့ဆောင်ကိုဟိုကျွန်တော်တို့တွားကြည့်အောင်ပါဆိုတော့ဒီစစ်ကောင်စီကနေပြီးတော့မှဒီဝါဒဖျက်နေတယ်လို့မျိုးဒါကတော့အာရခတက်တော် A ကနေပြီးတော့မှဒီနေရာမှာထားပြီးတော့ဒီစစ်သုံးပန်းတွေကိုမီးရှို့တက်ပစ်လိုက်တယ်တော့ဟိုဖြစ်ဟိုပြောမယ်ဆိုရင်အဲ့လိုဝါဒဖျက်နေတာပေါ့လေတကယ်တော့ဒါကတော့ဒီမှာဒီဘုံကျဲတဲ့အချိန်မှာဒီအရင်တော့ဆိုတော့ဒီနားမှာအဆောင်လေးရှိတာပေါ့လေဒါပေမဲ့ဘုံကျဲတဲ့အချိန်မှာအကုန်လုံးပြောမယ်ဆိုရင်မီးလောင်သွားတာပါဆိုတော့ဒီကအကျဉ်းသားတွေကတော့အကုန်လုံးဒီအာရခတက်တော် A ကကေထုတ်လို့ရလိုက်ပြီလို့ပြောပါတယ်ဆိုတော့အဓိကတေဆုံးသွားတာကတော့ဒီပေးတဲ့ဒီရှေ့မှာကျွန်တော်ပြောပြီးတော့ပဲဒီထောင်4ရယ်ထောင်6ရယ်ကဟိုအကျဉ်းသားတွေပဲတေဆုံးသွားတာပါပြီးတော့ဒီအာရခတက်တော် A ကနေပြီးတော့မှဒီအကျဉ်းထောင်ကအကျဉ်းသားတွေကိုပေါ့လေမီးရှို့ပြီးတော့တက်ပစ်လိုက်တယ်ဒီနားမှာဓာတ်စီဘုံရှိတယ်ဆိုပြီးတော့မလဲဒီ online ပေါ်မှာပြောနေတာရှိတယ်ပေါ့ဆိုတော့ဒီဓာတ်စီဘုံကဘာလေးဆိုတာပေါ့ကြည့်အောင်ဒါကတော့ရေပေါ့လေဒီမှာဆိုရင်ခြေဆေးတာတွေရေတွေပေါ့လေဒါအကျဉ်းသားတွေခြေတွေလက်တွေဆေးဖို့အတွက်ရေးထားတာပါဒါကိုနေပြီးတော့မှဒါကဟိုဒီအကျဉ်းသားတွေကိုမီးရှို့ဖို့အတွက်ဓာတ်စီဘုံဒီနားမှာထားတယ်ဆိုပြီးတော့မှ online ပေါ်မှာပြန့်နေနေတာပေါ့လေဒါကိုကျွန်တော်လိုက်ပြတာပါဆိုတော့အဲ့ဒီနေ့ကဒီ jet တိုက်လေမစီးရယ် wine drive မစီးရယ်နဲ့ဘုံလုံးကြီး100ကျော်ဒီစစ်ကောင်စီတပ်ကကြေချခဲ့တာပါဆိုတော့ဒီမှာမြင်ရမှာပါအကုန်လုံးပေါ့လေဒီဖက်တယ်ဆိုရင်လည်းအကုန်လုံးဒီစစ်ကောင်စီတပ်ကဒီဘုံကျဲတာကြောင့်အကုန်လုံးမီးလောင်သွားတယ်ပေါ့လေအချိန်2နာရီလောက်2နာရီခွဲ3နာရီလောက်ထိပေါ့လေဒီစစ်ကောင်စီကဒရဇက်ဘုံကျဲခဲ့တာလို့ပြောပါတယ်ဆိုတော့ဒီဆောင်လေးမီးလောင်တာမဟုတ်ဘူးဒီမှာဆိုရင်လည်းအကုန်လုံးဒီမီးလောင်ပျက်စီးသွားတာရှိတယ်ဒီမှာဆိုရင်အရင်တော့ဆိုဒီအချင်းတော်တစ်ခုလည်းဟိုဘုံတဲကြခဲ့တာကြောင့်အကုန်လုံးရကြမရှိအောင်မီးလောင်ပျက်စီးသွားတာဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုလည်းဒီမီးကဒီတောင်တန်းတွေပေါ့လေအကုန်လုံးကူးသွားတာပေါ့လေဆိုတော့ဒီပက်လေးကူးသွားတာတွေ့ရပါတယ်ဒီဖက်တွေမှာဆိုရင်လည်းအကုန်လုံးဒီမင်းလီလောင်သွားတာပေါ့လေဆိုတော့ဒါကိုဒီအာရခတက်တော်ကြီးကနေပြီးတော့မှဒီဘုံကျဲပြီးတဲ့အချိန်ပေါ့လေအဲ့ဒီအချိန်မှာဝင်ပြီးတော့ဟိုမီးပြန်နှင်းခဲ့ရတယ်လို့လည်းဟိုပြောပါတယ်